အားလုံးပဲမင်္ဂလာပါအခုပေါ့နော်ဒီအိတ်လက်ကင်လေးပေါ့ဒီလက်ကင်လေးကအိတ်တော်တော်များများသုံးနေအရန်လဲလှတယ်ပေါ့နော်သူကဒီမှာလိန်တက်သွားတဲ့ပုံစံမျိုးလေးပါဒါလေးကတိုင်တိုလေးထိုးတက်ရုံနဲ့လိုက်ထိုးလို့ရပါတယ်ရှင်ဒီထိုးပြမယ်ပေါ့နော်ဒါလေးကိုထိုးဖို့အတွက်ကတော့ဒီလိုနိုင်လွန်ချီလေးပေါ့နော်နိုင်လွန်ချီလေးတစ်လုံးရယ်ပြီးလို့ရှိရင်ဒီကဒီနိုင်လွန်ချီအတွက်ကအစိုက်လေးကိုဒီ 2.5 mm လေးကိုသုံးထားရပေါ့နော်အဲဆိုလို့ရှိရင်ဒီတို့စထိုးပါမယ်ရေဦးဆုံးပေါ့နော်ဒီချီကျိုးလေးနဲ့ဂွင်းရှင်လေးရင်လုပ်မယ်ဂွင်းရှင်လေးကတော့ကိုအဆင်ပြေတယ်လို့လုပ်ပေါ့နော်လုပ်တတ်တယ်လို့မျိုးဇဲလေးတက်လို့လုပ်ထားပါတယ်ပြီးလို့ရှိရင်ဒီမှာပေါ့နော်ဒီထဲမှာတိုင်တိုးလေး9ခါထိုးမယ်ပေါ့နော်အဲ့တော့တစ်ခါနှစ်ခါသုံးလေးငါ6ခါ9ခါပေါ့နော်ဒီမှာဒါဆိုလို့ရှိရင်တိုင်တိုးလေး9ခါရမယ်ပြီးရင်သူနည်းနည်းလေးဆွဲစီလိုက်မယ်ပေါ့နော်ဆွဲစီလိုက်မယ်ဆွဲစီပြီးရင်ပုံမှန်ဆိုလို့ရှိရင်ဒီမှာရှက်ကော်နဲ့ဆက်ပြီးအတန်းနေတက်တာပါညာပေါ့နော်အဲ့တော့ဒီမှာတော့မတက်ပါဘူးဒီမှာကဘာလုပ်မလဲဆိုလို့ရှိရင်ဒီမှာပေါ့နော်ဒီအနောက်ဘက်လေးကိုလှန်ကြည့်လိုက်ပါဒါထိုးထားတဲ့ဘက်လေးပေါ့နော်အနောက်ဘက်လေးကိုလှန်ကြည့်ပြီးတော့ဒီနောက်ဘက်မှာဆိုလို့ရှိရင်ဒီမှာပေါ့နော်ဒီမှာဒါဆိုလို့ရှိရင်ဒီမှာတိုင်တိုးလေးထိုးတာပေါ့နှစ်ခုံးရှိမယ်ပေါ့နော်ဒီမှာအခုံးလေးကျိုးလေးပေါ့နော်တစ်ကျိုးနှစ်ကျိုးဆိုရှိမယ်အဲ့ဒီမှာဒီဒုတိယကျိုးလေးပေါ့နော်ဒီဒုတိယကျိုးလေးနော်ဒီဒုတိယလေးကျိုးလေးကနေပြီးတော့တိုင်တိုးလေးတစ်ခါထိုးမယ်နော်ပြီးလို့ရှိရင်နောက်တစ်ခုပေါ့နော်ဒါဆိုတစ်ခါရသွားပြီဒီမှာဒုတိယတစ်ခုရမှာပေါ့နော်ဒီဒုတိယတစ်ခုမှာဆိုလို့ရှိရင်လည်းဒီမှာနှစ်ခုရှိမယ်ပေါ့နော်နှစ်ခုကနေပေါ့ဒီနောက်တစ်ခုကိုယူမယ်နော်ဒီတစ်ခုပေါ့ဒီတစ်ခုလေးကနေပြီးတော့တိုင်တိုးလေးတစ်ခါထိုးမယ်ဒါဆိုလို့ရှိရင်နှစ်ခါရှိပြီပြီး3ခုမြောက်ပေါ့နော်3ခုမြောက်မှာဆိုလို့ဒီမှာပေါ့နော်တိုင်တိုးထိုးရတာလေးက2ခုံးဖြစ်နေမယ်ဒီမှာဒီပေါက်လေးပေါ့နော်ဒီတစ်ခုလေးကနေပြီးတော့တိုင်တိုးလေးတစ်ခါထိုးမယ်ဒါဆိုလို့ရှိရင်3ခါရမယ်သူကပေါ့နော်ဒီအပေါ်ဖွံ့မီးပေါ့နော်ဒါဆိုလို့ရှိရင်ဒီဖွံ့မီးပုံစံပေါ်လေးရပေါ့နော်ဒီပေါ်မှာထိုးတာမျိုးမဟုတ်ဘဲနဲ့သူ့ရဲ့ဒီအနောက်ဘက်ကြောဘက်ချမ်းမှာထိုးတာပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာနောက်တစ်ခုမှဆိုလို့ရှိရင်လည်းဒီမှာပေါ့နော်ဒီဒုတိယအခုံးလေးပေါ့အဲ့ခုံးလေးမှာအခလေးနဲ့လွှဲလိုက်ရင်အပေါက်ကလေးနည်းနည်းလေးခြေဝါရပေါ့နော်ဒီခြေဝါတဲ့အပေါက်ကလေးတွေကနေပြီးတော့မှတိုင်တိုလေးထိုးပါမယ်ဒါမျိုးလေးပေါ့နော်ပြီးလို့ရှိရင်တခါနောက်တစ်ခုအတွက်လဲလို့ပဲဒီမှာပေါ့နော်နှစ်ခုံးရှိမယ်ဒီမှာကျိုးလေးပေါ့နော်ကျိုးလေးတစ်ကျိုးနှစ်ကျိုးရှိမယ်ဒီဒုတိယကျိုးလေးပေါ့နော်ဒီဒုတိယကျိုးလေးကနေပြီးတော့တိုင်တိုလေးထိုးမှာပေါ့နော်ဒါဒုတိယကျိုးလေးပေါ့အဲကျိုးလေးကနေပြီးတော့တိုင်တိုလေးထိုးမယ်ဒီလိုမျိုးလေးနော်ပြီးရင်တခါနောက်တစ်ခုပေါ့နော်နောက်တစ်ခုလဲလို့ပဲနောက်တစ်ခုကြတော့ပေါ့နော်ဒီမှာဆိုလို့ရှိရင်ဗာလဲဆိုဒီမှာအကြောင်းလေးပေါ်လာပြီပေါ့ဒီအကြောင်းလေးနော်ဒီမှာဒီအကြောင်းလေးဒီဟာလေးကနေပြီးတော့ထိုးမယ်ပြီးရင်ဒီရှေ့မှာလဲလို့ပဲဆက်ထိုးမယ်ပေါ့နော်ဒီဖွံ့မီးနှစ်ခုထိုးတာမျိုးမဟုတ်ဘဲနဲ့အနောက်ပေါ့နော်သူ့ရဲ့အနောက်ဘက်ကိုထိုးမှာပါမှာပေါ့နော်ဒီမှာခုံးလေးရှိမယ်နှစ်ခုပေါ့နော်သူကတိုင်တိုထိုးထားတာဆိုလို့ဒီနားမှာနှစ်ခုရှိမယ်အဲ့နှစ်ခုမှဒီအနောက်ဘက်အခါလေးမှာထိုးမှာပေါ့နော်အဲ့တော့ဒီလိုထိုးမယ်နော်ဒါဆိုလို့ရှိရင်ဒီလိုပုံစံလေးရနေပြီပြီးရင်တခါပေါ့နော်နောက်တစ်ခုအတွက်ကကြတော့ဒီမှာပေါ့နော်ဒီခုံးလေးပေါ့နော်ဒီမှာဒီဟာလေးနော်ဒီဟာလေးတစ်ခုကနေပြီးတော့သူ့ဆွဲပြီးတော့တိုင်တိုလေးထိုးမယ်ပြီးရင်နောက်တစ်ခုအတွက်ကြလဲလို့ပဲဒီမှာပေါ့နော်ဒီမှာခွင်းလေးရှိရပေါ့နော်ဒါဆိုလို့ရှိရင်ဒါဖုံမီးပုံစံလေးပေါ့နော်ဒီဖုံမီးပုံစံနဲ့တန်းတန်းလေးဒီအကြောင်းလေးပေါ့နော်ဒီချီလေးကနေဆွဲပြီးတော့
တိုင်တိုလေးထိုးမယ်ပြီးရင်ဒီမှာလဲလို့ပဲဒါဆိုဖုံမီပုံစံလေးရှိမယ်ဖုံမီရဲ့အနောက်တက်တက်ကနေပြီးတော့ထိုးမယ်ဒီအပေါ်ပေါ့နော်ဒီအောက်တန်းပုံနော်ဒီဖုံမီနှစ်ခုနဲ့တန်းတန်းဒီဟာလေးပေါ့နော်ဒီကျိုးလေးကနေပြီးတော့တိုင်တိုလေးထိုးမယ်ပြီးရင်ဒီနှစ်ခုရဲ့တန်းတန်းမှာလေးမှာကျိုးလေးပေါ့နော်ပေါ်လာတဲ့ဒီဟာလေးကိုထိုးမယ်ပြီးရင်ဒီမှာပေါ်လာပေါ့နော်ဒီပေါ်လာတဲ့ဟာလေးကိုထိုးပါမယ်ဒီမှာဖုံမီနော်ဒါဖုံမီပုံစံမျိုးလေးသူ့အနောက်ကဒီကျိုးလေးကနေပြီးတော့တိုင်တိုလေးထိုးမယ်ပြီးရင်ဒီမှာလဲလို့ပဲအစာလေးကတဖြည်းဖြည်းနဲ့ပေါ့နော်ပေါ်လာတယ်ထိုးလို့အဆင်ပြေအောင်ပေါ့နော်ပြီးရင်ဒီမှာလဲလို့ပဲနောက်ကနေပြီးတော့ထိုးရမယ်ပြီးရင်ဒီမှာဆိုလဲဒီမှာပေါ့နော်ဖုံမီတနက်ရဲ့နောက်မှာခုံးလေးကနေထိုးမယ်ပြီးရင်ဒီမှာလဲအဲ့လိုပဲပေါ့နော်ဒီမှာဒီနှစ်ခုရဲ့နောက်ကဟာလေးပေါ့နော်ညားလေးကနေပြီးတော့ထိုးမယ်ပြီးရင်ဒီမှာပေါ့နော်ဒီနားလေးနော်ဒီနားလေးကနေပြီးတော့ထိုးသွားမယ်နော်လူရနေပြီပြီးရင်ဒီမှာပေါ့နော်ဒီမှာဆိုဖုံမီလေးရှိမယ်ဒီအနောက်လေးကနေပြီးတော့ထိုးရမယ်ပေါ့နော်ဒီနောက်တစ်ခုမှလည်းလိုပဲဒီနောက်တန်းလေးပေါ့နော်နောက်တန်းလေးကနေပြီးတော့ထိုးမယ်တခုတည်းပေါ့နော်ခွင်းလေးကတခွင်းနဲ့ပဲအဲ့ဒီခွင်းလေးတခွင်းလေးကနေပဲချိန်မှာပါပြီးရင်ဒီမှာလည်းလိုပဲချိန်မယ်ပြီးရင်ဒီမှာခွင်းလေးပေါ့နော်ချိန်မယ်ဒီမှာပေါ့နော်ဒါဆိုလို့ရှိရင်ဒီမှာဖုံမီလေးပေါ့နော်ထိုးလိုက်ဖုံမီလေးသူ့ရဲ့အနောက်တန်းတန်းဟာလေးကနေပြီးတော့ချိန်ပြီးတော့ထိုးမယ်ပြီးရင်ဒီမှာလည်းလိုပဲဖုံမီနောက်တန်းတန်းမှာရှိတဲ့ဟာလေးကနေပြီးတော့ချိန်ပြီးတော့ထိုးမယ်နောက်မှာပုံလေးတော့ပေါ်လာပြီပေါ့နော်ပြီးရင်ဒီမှာဒီအနောက်ကခွင်းလေးမှာပဲထပ်ပြီးတော့ချိန်ထိုးပါမယ်နောက်တစ်ခုပေါ့နော်နောက်လေးကနေချိန်ပြီးတော့ထိုးမယ်ဒီနောက်တန်းလေးကနေပြီးတော့ချိန်ပြီးတော့တစ်ခါအပေါ်ကိုထပ်ထိုးမယ်တိုင်တိုလေးပဲထိုးတာပါနော်ဒီနားလေးကနေပြီးတော့ဒီမှာချိန်ပြီးထိုးမယ်ပြီးဒီမှာဒီနားလေးကနေပြီးတော့ချိန်ပြီးထိုးပါ